စစ်စစ်နဲ့တိတ်တိတ်ဆိတ်ဆိတ်ထိုင်လို့ကောင်းတဲ့ cafe လေးကိုမျှဝေပေးချင်ပါတယ်ပြီးတော့ဒီဆိုင်လေးက online bakery ကနေစခဲ့တာသူ့ရဲ့ bakery ဘိုင်းဆိုရင်12နှစ်လောက်တောင်ရှိပြီဆိုတော့ catering ဘိုင်းနေရာစာနာမည်ကြီးတယ်မှာပါတယ်ဘာတော့ဒီဇင်ဘာတကယ်ချင်းတွေကိုလက်ဆောင်ပေးချင်တာနဲ့တခါရဲဆက်စုခဲ့လိုက်တယ်ဒီလိုမျိုးလက်ဆောင် box လေးတွေမှာကိုထဲချင်တဲ့မုတ်ရီတွက်လိုက်ဒါမှမဟုတ်ကိုသုံးချင်တဲ့ budget ပုံမတည်ပြီးတော့ထည့်ပေးပါတယ်တဲ့။ဒါကတော့တကယ်ချင်းတွေကိုဗမုတ်လေးလက်ဆောင်ထည့်ပေးရင်ကောင်းမလဲလို့စဉ်းစားရင်းနဲ့သူစီကခုနအသက်ထွက်ထားတဲ့ကိုစီရီလည်းမြည်ချင်လို့မုတ်လေးပါတခါရင်မြည်ဆန့်ချဖြစ်ခဲ့ပါတယ်။ဒါလေးကတော့ဆိုင်မှာရတဲ့ bun cheesecake လေးပါ။မီနူရဲ့အကုန်လုံးက catering service တော့ပဲမဟုတ်ဘူးနော်။ဆိုင်မှာနေခိုင်းရတဲ့မီနူတွေဆိုတော့ဆိုင်မှာထိုင်စားလည်းရပါတယ်။ဒါလိုအချိုကြိုက်တဲ့သူဆိုရင်တော့သူစီက brownie cake နဲ့ bun cheesecake လေးကို recommend ပေးပါတယ်။နေစားသမျှတွေမှာအကြိုက်ဆုံးနဲ့ကျမတငယ်ချင်းတွေကိုလက်ဆောင်ပေးမဲ့ list ထဲမှာထိတ်ဆုံးကထည့်လိုက်ပြီးလို့တွေးမိရတော့ဒီ ham and cheese ခေါ်ဆုံးလေးပါ။တို့ခုသဘောကျတော့သူဆိုင်ရမုတ်လေးတွေအကုန်လုံးကဒီလိုမျိုး one bite စားလေးနဲ့တိတိလေးဆိုတော့မုတ်ဆုံစားခြင်းတဲ့သူတွေအတွက်လည်းအဆင်ပြေတယ်ပြီးတော့မုတ်အများကြီးမစားနိုင်တဲ့သူတွေအတွက်လည်း okay တယ်။ငယ်ချင်းတွေကိုလက်ဆောင်ပေးမလို့အရင်မြည်ကြည့်ရဆိုပေမဲ့အချိုတွေစားတာဆိုတော့ကျမတော်တော်ပြောနေပါပြီရှင်။ဒီကတော့မြေကုန်းအောင်သိတိတက်လန်နေကပုတ်ကန်ပြီးဆိုတဲ့ဆိုင်လေးပါ။